Hello အားလုံးပဲမင်္ဂလာပါရှင်ဒါကတော့ပြပြနဲ့ပြပြမှပကံကိုတွားခဲ့တဲ့ vlog လေးပဲဖြစ်ပါလိမ့်ရှင်ဒါလေးကတော့လမ်းဘေးမှာဟိုပါနော်ရှုခင်းလေးရမ်းလာနေသူတွေရိုက်ထားဖြစ်ပါတယ်ပြီးတော့ပြပြတို့ရောက်သွားရပါတော့ပြီးတော့ Asian ပကံမှာတည့်ရပါတော့အဲ့ညပြီးတော့ lucky number နဲ့ပါတော့ပြီးတော့အချိန်ရလောင်းသွားရဆိုတော့အဲ့အချိန်မှာပဲပြီးတော့မှအိတ်လိုက်တယ်မနေ့မိုးလေးမှပဲလင်းလိုက်တော့တယ်အဲ့ဒါကတော့ morning view ပေါ့နော်အရင်တက်ကြွနေတဲ့ချက်ပါပေါ့လေဒီအပင်းလေးစနော်ဒါတော့ကျမတို့မနက်စာစားနေရပဲဖြစ်ပါရဲ့ရှင်ဒီကနေ့အဒီကတော့မီတာလို့ကျမသိချာကျမတို့ breakfast စားပြီးတော့ဆိုတော့အမပြင်းလို့ဆင်းလာပြီးတော့ shop လေးနေကြပြီအမပကံမှာတငယ်ချင်းရှိတော့သူ့ခေါ်နေပဲလိုက်လေတော့ဘယ်လိုစချင်းရွှေစည်းကုံစီတီတော့တဲကိုဝင်သွားကြရပါတော့မြင်တဲ့အတိုင်းပဲနေရပုံမပုံမှာရော accessory အများကြီးရှိရောပကံနဲ့ပတ်သက်တဲ့အမတရားလေးတွေဗာလေးတွေညာလေးတွေပေါ့အများကြီးရောင်းနေနာမှာလေးဒီနားလေးကျတော့ဟိုသချင်းလေးနဲ့အဲ့ဒီရမှာဟူပကံရာဇဝင်ချစ်စလာမမတန်တင်ခေမင်းချန်စင်းလုံးသာဝေဒနာနာမလေးနိုင်တော့မနိစနာရင်တွေကတုံ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 ပသိမ်ထီလည်းအများကြီးရှိရနော်မှာဒီနားလေးဆို special sound လေးထည့်ရှင်တာ copyright မိမှာဆိုလို့ကိုယ့်ဘက်ကိုပဲဆိုလိုက်တော့မယ်နော်စပင်းရှေရှေတာညံ့ညံ့ပချခွဲနဲ့မိတ်ကလေးငယ်ကိုခွဲတန်တန်နာတန်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 အဲ့လိုမျိုးလေးအဲ့ရှိမှာပြပြပကံအရန်သွားရှင်နေရဆိုတော့နေမျိုးအောင်ပီရူပါတာရာရာတာရာတာရာတာရာပီရူပါပါရာရာရာတာရာတာရာတာရာကံမီယာသမိုင်းဝင်ရှိကောင်းမွေနေတွေထွန်းကားရနေဆိုအရန်သဘောကျရတယ်ပေါ့နော်ငယ်လေးကတည်းကအရန်သွားချင်းခဲ့တဲ့နေရာသွားခဲ့ရလို့ရမ်းကျင်တဲ့ပီတိပျော်ရွှင်ရတယ်ပေါ့နော်ဒါကတော့ရှေ့မှာအလူလုံးနေရပေါ့နော်ပတ်စံနေချင်းနေကြတာပေါ့နော်ကျမတော့သွားကောက်ဖို့စဉ်းစားလိုက်တဲ့အတိုင်းပဲကျမသွားကောက်လိုက်လို့ရှင်ကျမနင်းခံမှာကြောက်လို့ပေါ့ဒါတော့ကျမတို့ပြန်နေပြီပေါ့နော်လမ်းမှာစိတ်ကလေးပြန်လာကြတော့ပကိုးဘက်ကနေပတ်ပြီးတော့ပြန်ခဲ့ပေါ့နော်ဆိုတော့အမှပဲကျမတို့ရဲ့ဗီဒီယိုလေးပြီးသွားပါပြီအားလုံးပဲ thank you